အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့Kitty မိုင်းမဖြစ်ပါတယ်ကျွန်တော် Minecraft Mystery Craft Video Survival Game ကို series လေးအများကြီးလုပ်ဖို့ရှိရအဲ့တော့ကျွန်တော် like share လေး subscribe လေးလည်းလုပ်ပေးကြပါဘူးလို့ကျွန်တော်ဟာတိုင်းလည်းလုပ်မှာပေါ့နော်ကျွန်တော်တကယ်ကျွန်တော်ကိုကြည့်တောင်းနေတာပါကျွန်တော်အပိတ်နေဆိုရင်ကျွန်တော်ရဲ့တကယ်ချင်းဒီအလုံးနဲ့ကျွန်တော်ကျေးဇူးရန်တင်မှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုလည်း like လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ကျွန်တော် subscribe လေးလည်းနှိပ်ပြီးတော့ပေးနာလေးကခေါင်းလောင်းလေးကိုလည်းဗီဒီယိုတက်တင်နေတီးအောင်နှိပ်ခဲ့ပေးလို့ရပါတယ်ကျွန်တော်ကူညီချင်တဲ့ဆိုရင်comment လေးမှာလည်းဘာဆော့ခြင်းလဲဆိုဘာဆော့စေခြင်းလဲဆိုတာကျွန်တော်ပြောခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်အနေနဲ့အားလုံးဆော့ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော် Mystery Craft Video Survival Game မှာဆိုရင်တော့ဖြစ်မော်တွေအများကြီးပါတာဖြစ်ပြီးတော့အဲ့မော်တွေကလည်းအရင်လာတဲ့မော်တွေဖြစ်ပါတယ်အဲ့ Minecraft copy game လို့ဆော့နေနေဆိုရင်တော့ပြင်ကျွန်တော်နောက်နေ့ကျရင် YouTube shop မှာတင်ပြသွားမှာဖြစ်ပါတယ်အဲ့ game ရရဆော့လို့ကောင်းပါလေအဲ့ game မှာမော်အသစ်တွေကိုထောင်းလို့ဆိုကြမလို့ပါတယ်ဆော့လို့ရမှာဖြစ်ပြီးတော့ Minecraft အစင်းနဲ့တော်တူတဲ့ game ဖြစ်တော့ကြောင့်လို့တော့ဆော့ရချက်ကောင်းမှဖြစ်ပါတယ်နောက်ပြီးအင်ကြီးတွေလည်း free ပေးတာဖြစ်ပြီးတော့ emote တွေကိုလည်း free ပေးတာဖြစ်ပါတယ်အနောက်ကျောအတောင်ပိုင်းကိုလည်းပေးတာဖြစ်ပြီးတဲ့ရန်ကောက်တဲ့ game ပေါ့နော်ဘာမှအကုန်လုံး free ပဲပေါ့နော်ကျွန်တော် Minecraft အစင်းနဲ့တော်တော်လေးတူတဲ့ game ဖြစ်တယ်ကျွန်တော်နောက်နေ့ကျရင်တော့တော်ဆော့ပြဝေးမှာဖြစ်ပါတယ်ကျွန်တော်ခုဗီဒီယိုလေးကတော့ကိုကြီးတောင်းတဲ့ဗီဒီယိုလေးဖြစ်တယ်နော်အားလုံးကိုနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုကြိုင်ဒီချက်ကောင်းတဲ့ quality နဲ့အများကြီးပြန်တွေ့ကျင်သေးရပေါ့နော်ကျွန်တော် quality ကောင်းရိုးကိုတက်တွေကိုဖန်တီးစေခြင်းနဲ့ဆိုရင်ကျွန်တော် like လေးတယောက်ချင်းစီနေပြီး comment လေးရေးပေးပါဦးအားလုံးပဲ bye bye